ကဘာပြက်ကပ်အပြီးကြံရစ်တဲ့နောက်ဆုံးမျိုးတော်မှာ Grealish ဆိုတဲ့ဆုံးမတစ်ယောက်ရှိပါတယ်။သူမဟာအခကြေးငွေပေးရင်ဘလို့တောင်းဆိုမှုမျိုးကိုမဆိုဖြည့်ဆည်းပေးတတ်သူပါ။ဖះเจ้าကသူမကိုဖမ်းဆီးပြီးကြိုပိတ်တတ်ဖို့ကြိုးစားပေမဲ့သူမရဲ့မော့တက်ကြောင့်ဘာသာရေးကောင်းဆောင်တွေနဲ့စစ်သားတွေပဲအချင်းချင်းပြန်တက်မိကုန်ပါတယ်။ဘရင်မဟာ Grealish စီလျှို့ဝှက်လာရောက်ပြီးသူမကိုယ်တိုင်ဝန်ပလွေအဖြစ်အသွင်ပြောင်းနိုင်တဲ့စွမ်းအားကိုလိုချင်ကြောင်းတောင်းဆိုပါတယ်။ဒါကိုသိသွားတဲ့ Night Giraffe ကလည်းဘရင်မရဲ့အစီအစဉ်ကိုဖျက်ဆီးပေးဖို့ Grealish ကိုလာရောက်တောင်းဆိုပါတယ်။ဆုံးမကတော့ဘသူတောင်းဆိုချက်ကိုမဆိုလက်ခံလေးရှိတဲ့အတိုင်းနှစ်ဦးစလုံးစီကလက်ဆောင်တွေကိုယူလိုက်ပါတယ်။ဘရင်မရဲ့တောင်းဆိုချက်ကိုဖြည့်ဆည်းဖို့အတွက် Grealish ဟာကျွမ်းကျင်တဲ့မှုဆို Boys ကိုငှားရမ်းပြီးဝန်ပွေရှိရာ Westland ပျောက်ဆုံးနေသောမြေရိုင်းများစီကိုထွက်ခွာခဲ့ပါတယ်။လန်ခီမှာဖះเจ้าကစစ်သားတွေရဲ့တိုက်ခိုက်မှုကိုခံရပေမဲ့သူတို့နှစ်ဦးခက်ခက်ခဲခဲကြော်ဖြတ်နိုင်ခဲ့ပါတယ်။ခီးစဉ်အတွင်း Boysကသူ့ရဲ့တငယ်ချင်းတွေတက်ဖြတ်ခံရတာကိုတွေ့ရှိခဲ့ရပြီးဆုံးမနဲ့ပုံမရင်းနှီးလာပါတယ်။တစ်ဖက်မှာလည်းဘရင်မဟာသူမရဲ့ခင်မွန်းဖြစ်သူကိုတက်ပစ်လိုက်ပြီး Boys ရဲ့ကလေးကိုကိုဝင်ဆောင်ထားကြောင်းဖွင့်ဟခဲ့ပါတယ်။နောက်ဆုံး Skull Rival ကိုရောက်တဲ့အခါမှာတော့တကယ်တမ်းဝန်ပလွေဟာတခြားသူမဟုတ်ပဲမူဆို Boys ကိုယ်တိုင်ဖြစ်နေတာကိုသိလိုက်ရပါတယ်။ Grealish က Boys ရဲ့ပခုံးထဲကိုငွေဒင်ကားပြတစ်ခုလျှို့ဝှက်ထည့်သွင်းပြီးသူ့ရဲ့ဝန်ပလွေအစွမ်းကိုအားနည်းအောင်လှုပ်ဆောင်ခဲ့ပါတယ်။ဆုံးမဟာ Boys ရဲ့ဝန်ပုတ်လွှတ်ဟေးရေကွန်ကိုခွာယူပြီးမြို့တော်ကိုပြန်လာခဲ့ပါတယ်။ဘရင်မနဲ့ Night Giraffe တို့ရဲ့လောဘဇောတွေကြောင့်သူတို့နှစ်ဦးစလုံးပျက်စီးသွားကြပါတယ်။ Boy ကတော့မတည်ပဲပြန်လည်ရှင်တန်လာပြီး Grealish ကိုလက်စားချေဖို့ကြိုးစားပေမဲ့နောက်ဆုံးမှာတော့သူတို့နှစ်ဦးဟာတယောက်ကိုတယောက်နားလည်မှုရရှိသွားပြီးအတူတူခီးဆက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။